511 and 502 နော်ဇက်ကီဆိုတာလူငယ်တွေနောက်ပိုင်းထောက်ထုတ်ရတဲ့ပစ္စည်းပေါ့နော်အဲတော့နေပါဒါကပါတယ်ဆိုတော့အဲဆိုတာလမ်းမီးပေးလုပ်ငန်းများလက်စမီးပေးလုပ်ငန်းများနော်ပါတယ်ဆိုတော့ Bluetooth နဲ့ချိတ်ဆက်ပြီးတော့ဒီထုံလို့ရတယ်ဒီပေးလို့ရတယ်နော်စပီကာနဲ့ဖွင့်လို့ရတယ်စပီကာနဲ့ချင်းနာထောင်လို့ရတယ်နော်လမ်းမီးပေးလို့ရတယ်ငယ်ဒီထင်တာက Bluetooth ဆိုတာနော် Bluetooth ဆိုင်ပြရတယ်ဒီမှာစပီကာပြရတယ်နော်လက်စမီလုံးကာမီလုံးလို့ပါတယ် Bluetooth နဲ့ဖွင့်လို့ရတယ် Bluetooth နဲ့ပိတ်လို့ရတယ်နော်အဲ့တော့ controller လည်းရှိတယ် volume controller နော် volume controller ဆိုတာ potential ငယ်ရတင်လဲပုံပါနော်potential ခလုံးရဲ့ပြီးတော့ Bluetooth ဆိုင်ကြတာ Bluetooth ဆိုင်ကတဲ့ဒီမှာ Bluetooth ဆိုင် wave နော် Bluetooth ဆိုင် wave ကပါလို့ဒီကတ်မှာတုံးလာတာ square wave တုံးလာတယ်နော်ဒီခန်းတော့အရေးကြီးတယ်တိကျနော်ဒါ wave for analysis ဒါ wave for analysis ဒါ wave က119အိမ်နံပါတ်119ဆိုရင်ဒါမီတက်ဌာနမှာဦးစီးမှုနော်ဗီဒီယိုဦးစီးမှုပေါ်ရင်မျိုးကအိမ်နံပါတ်တွေကိုဒီစာအုပ်တိုင်းဖွဲ့စည်းထားတာဖြစ်လိမ့်မယ်နော် TV single တဲ့နော် channel 1 channel 2 channel 3အာကာယထာပူဆောင်ရေးလုပ်ငန်းမှာနောက်ပိုင်းသုံးဝင်လာမယ်နော်60 kHz 8 kHz နော်အဲ့ဒါပါပြောတော့ electronic communication 244အိမ်နံပါတ်244နေထိုင်တဲ့ဒီစာကိုသိရမယ်နော်ဟိုမျိုးဖွဲ့စည်းပုံကနော် electronic communication အိမ်နံပါတ်245ဒီကြောင်းလေးသိရမယ် channel 45နော်ဟောကွာကွန်ပျူတာတစ်ခုမှာ60ရဲ့32 bit နော်32 bit 64 bit နော်ရှိတယ်32 bit က CPU ဆိုရင် CD device လို့မယ်နော်သူမောင်းမယ်ဆိုတာ32 bit က format ရှိတယ်64 bit format ရှိတယ်64 bit format က network လုံးဆောင်တဲ့နေရာမှာနှင်းမြန်တယ်32 bit ကြတော့ cross speed နည်းနည်းနှေးရပေါ့ပြောပြမယ်ဆိုရင်ဒါအိမ်နံပါတ်199မှာနေတဲ့လူဆိုရင်ဒီ TV ကအနောက်ကတုတ်ဝေးကျူပိုင်းတော့yellow ရှိတယ် green ရှိတယ် blue ရှိတယ်နော်အဲ့ဒါကို TV signal ပေါ့နောက်ပိုင်းမှာပါလို့ဆိုတော့သူကဒီအဝိုင်းကိုဖြန့်လိုက်တယ်မောင်းဝင်းလက်စော့ကွင်းကြည့်တာမောင်းဝင်းလက်စော့မောင်းဝင်းလက်စော့ဖြန့်လိုက်လို့ဆိုရင်အရက် TV က CRTV ပေါ့ TV ဖိုင်လုံးလေးအဲ့ဒါကောင်ဒီကောင်ဖြန့်လိုက်တဲ့ခါကျတော့ LED တို့ LCD TV တွေပေါ်လာတယ်နော်အိမ်နံပါတ်199ကဒီအကြောင်းလေးသိရမယ်နော်ဒါအိမ်နံပါတ်199ကြောင်းပြောပြတာthe MADI controller now volume controller MADI controller volume controller နော် channel တွေဘယ်လိုစက်ဆောင်ရမှာနော်ဒါ controller Victoria နော် Victoria အပြည့်စီတည်တာအပြည့်စီပြကြည့်ရင်ဒါ Victoria set level ရှိတယ်နော်ခဏပြောပါ channel 1 2 3 4 5 6နော်okay ဒီစက်ကရုပ်မြင့်တန်ကြားဆက်လဲလုပ်လို့ရတယ် component ဆိုတာရုပ်မြင့်တန်ကြားဆက်ဖြစ်ပါမယ်နော်တန်ကြားဆက်ရလုပ်လို့ရတယ်နောက်စတဲ့ communication လည်းလုပ်လို့ရတယ်ဒါကခဏပြောပြရတဲ့ Bluetooth device ကြောင့်နော် portable တန်ပွားရတဲ့ portable Bluetooth ဒီ Bluetooth စက်ကဘယ်လောက်ကြာလဲဆို2500ကြာတယ်နော်သူကလက်စမီဆက်တဲ့လက်စမီနဲ့ကားတော့မှာကွာကားမီလုံးလေးအစ်စ်မီလုံးလေးဒီ potential ခလုတ်တည်တာ
potential ကလောက်ကတော့ volume အနေများလုပ်လို့ရတယ်နောက် speaker လည်းဖွင့်လို့ရတယ်နော် speaker လည်းဖွင့်လို့ရတယ်ကအဆင့်မီကြီးလည်းထုံလို့ရတယ်နော် circuit ဒါကနောက်ပိုင်းလူငယ်တွေတီထွင်ထုတ်လုပ်လာတာနော် circuit 50 watt 50 watt မီဒီဆို50 watt ဒီရတယ်ဟိုဟာဆိုရင် speaker ဆိုကြိုက်တဲ့လောက် speaker နော်ဘယ်လမ်းမှာကြီးဖွင့်ကျင်တော့ဖွင့်လို့ရမှာတင်တယ်နော် Bluetooth ကအတန်အတူချက်လုပ်ရတယ်တယ်လီဖုန်းက Bluetooth တယ်လီဖုန်း Bluetooth တီးရတယ်လီဖုန်းဖွင့်ရင်အတန်တူချက်လုပ်ရတယ်နော်အဲဒီ Bluetooth software ကားမှာသုံးဖို့ဆို Bluetooth software ထည့်လိုက်လို့ဆိုလို့ရှိရင်ကားအရှိမီကြီးကိုကတော့ဖုန်းကမှိန်ကျင်နေရတယ်လင်းကျင်နေရတယ်နော်အဆင်ပြေတာဒါဒီကအေးကြီးတယ်နော်